တကယ်ချင်းတို့ကမ္ဘာအကောင်းဆုံး fashion school design school art school တွေကို apply လုပ်ချင်ရင်ဘာတွေသိထားရမလဲဆိုတာကိုသိချင်ဒီ video လေးကိုအဆုံးထိကြည့်ပေးလိုက်ပါ Hi ကျွန်တော်ကကျတော့ဒီ top design school ဖြစ်တဲ့ Person School of Design မှာတက်နေတဲ့သူတယောက်ဖြစ်ပါတယ်ဒီ video လေးထဲမှာကျွန်တော်ကတကယ်ဒီလိုမျိုး fashion school design school art school ကိုတက်ချင်တဲ့သူတွေနဲ့ဘာတွေသိထားရမလဲဘာတွေပြင်ဆင်ရမလဲဘာတွေလိုအပ်တယ်ဆိုတဲ့ဟာကိုပြပြပြီးတော့မှဖြစ်ပါတယ် Okay first thing ဘာတွေသိထားမလဲပထမဦးဆုံးကိုလောက်ရမှာကဘာလဲဆိုရင်ကိုက art and design school ကိုတွားချင်တဲ့သူတယောက်ဆိုရင် research လုပ်ရမယ် research ဆိုလို့အရန်ကြီးကိုမှဟာဘာတွေလုပ်ရမှာလဲဆိုရင်မှမဖြစ်သွားပါနဲ့အရန်လွယ်ပါတယ် Google ကိုတွားပြီးမှ design school လို့ရှာထည့်လိုက်အမှအများကြီးကြာလာလိမ့်မယ်အေးကြာလာတဲ့ထဲမှာအကုန်လုံးလိုက်ဖတ်ကြည့်ပါဆိုရင်နိုင်ငံတွေကလည်းရှိအောင်မှာနိုင်ငံတွေရှိအောင်မယ်ဘာသာရပ်တွေရှိအောင်မယ်ပြီးတော့အာသာချက်တွေရှိအောင်မယ်အဲ့တော့အကုန်လုံးလိုက်ဖတ်ကြည့်ပြီးမှကိုနဲ့အကိုက်ညီဆုံး3ခုဖြစ်ဖြစ်4ခုဖြစ်ဖြစ်ကို list နဲ့ခြာရေးထားလိုက်ပြီးသွားပြီဆိုရင်ကျောင်းတွေအားလုံးရဲ့ website တွေကိုတွားကြည့်ပြီးမှလေ့လာဘာဖြစ်လို့ဒါကိုလောက်ခိုင်းတာလဲဆိုတော့ကျောင်းနဲ့တစ်ကျောင်းတွေကမတူဘူးတကျောင်းတိုင်းမှာသူ့ရဲ့အားသာချက်အားနည်းချက်ဆိုတာရှိရယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ကဒီ US က FIT နဲ့ person ကိုပြောမယ် person ကကျတော့သူကကျတော့ creative ဘိုင်းတို့ဒီ thinking ဘိုင်းတို့သူကအားသာတဲ့အကြောင်း FIT ကကျတော့သူကဒီ industrial ဘိုင်းတို့ skills ဘိုင်းတို့အားသာတဲ့အကြောင်းအဲ့တော့အဲ့နှစ်ကြောင်းကမတူဘူးအဲ့တော့ကိုကဘေးဘက်မှာအားတာတာလဲကိုကဘယ်လိုမျိုးအကြောင်းကိုတွားချင်တာလဲဆိုရဲပုံမူတည်ပြီးမှအကြောင်းကရှောက်ရမှာအဲ့တော့ကိုတွားချင်တဲ့အကြောင်းကိုအရင်ဆုံးရှောက်ပါမားသွားလို့ကိုတွားချင်တဲ့အကြောင်းကိုအရင်သိအောင်လုပ်ပါသိသွားပြီဆိုရင်နောက်ထပ်ဘာအရေးကြီးလဲဆိုရင် portfolio strong ဖြစ်နေဖို့ကအရန်ကိုအရေးကြီးပါတယ်ဘေးဒီ art ကျောင်းသားတွေအတွက်ပေါ့ကွယ်ဒီ fashion တို့art တို့ design ကျောင်းသားတွေအတွက် portfolio က strong ဖြစ်နေဖို့အတွက်ကအရန်အရေးကြီးရယ် portfolio ကိုပြင်ဆင်ရမယ်ဆိုတော့အရင်ဟာငါ portfolio မှာငါဘာထည့်ရမှာလဲငါမှဘာမှမရှိရငါဘာတွေလုပ်ရမှာလဲဆိုပြီးမှတွေးပူနေရင်အသွေးတွေကိုခဏရပ်ထားလိုက်ဘာလို့ဆိုရင်တကယ်ကိုရီလည်းပူခဲ့တယ်ကိုရီစလျှောက်တော့ငါဆိုရင်လေဟဲ့ငါဘာလုပ်ရမှာလဲငါမှဘာမှထည့်စရာမှမရှိရဟဲ့ငါဘာထည့်ရမှာလဲဟဲ့ဘယ်လိုလုပ်ရမှာလဲဆိုရင်မသိဘူးအရန်နေခေါင်းပူခဲ့တယ်ဒါပေမဲ့ဘာစိတ်ပူပါနဲ့အရန်လွယ်ပါတယ် portfolio လုပ်တယ်ဆိုတော့ art and design school ကိုရှောက်မယ်လို့စဉ်းစားထားတဲ့သူတိုင်းက art and design ဘက်မှာအားတာတဲ့သူတွေပဲအဲ့တော့သူတို့မှာပြစရာရှိရယ်တခုခုရှိရယ်အဲ့တော့ဘာမှစိတ်ပူနေကိုလောက်ရမှာကဘာလဲဆိုရင်ကိုလောက်ထားတဲ့ project တွေကိုဆွဲထားတဲ့ပကြီးတွေတခြားကိုလောက်ထားတဲ့ဒီ art နဲ့ဆိုင်တဲ့ဟာတွေအားလုံးကိုတစုတစည်းတဲ့အရင်စုဟိုတိမွားလေးကအစားစုနော်ဘာမှမကြံခင်နဲ့ကိုဒီတိုင်း sketch ဆွဲထားတဲ့ဟာလားဒီတိုင်းရိုးဟိုကလောက်ထားတဲ့ဟာလားအကုန်လုံးတစုတစည်းတဲ့လုပ်ပြီးမှfile တစ်ခုဖြစ်ဟိုတနေရာမှာစုထားပါကွာဒီ portfolio slide တွေကိုလုပ်ဖို့အတွက်ဘာမှဟိုခက်ခဲနေစရာမလိုအခုချိန်မှာပါဆိုရင်လဲ presentation PowerPoint ရှိရ PowerPoint နဲ့ကိုက PowerPoint ကိုလောက်တာကျွမ်းနေဆိုရင် PowerPoint နဲ့လုပ်အခုပြီးတော့အရန်ကို PowerPoint ကိုတိတ်မသုံးတတ်ဘူးဆိုရင်ကိုကပို့ပြီးတော့လွယ်နဲ့သုံးချင်တယ်ဆိုရင်Canva ရှိရ Canva free ပြီးတော့သူကအသုံးရတာလည်းအရင်လွယ်ကျွန်တော်ဆိုရင်ကျွန်တော် portfolio Canva နဲ့ပဲလုပ်ခဲ့တာ Okay ပြီးတော့portfolio မပြခင်မှာကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်လဲဆိုရင်တချို့ကျောင်းတွေက essay တောင်းတယ် essay ကိုကျောင်းက essay ကိုတောင်းခဲ့ပြီဆိုရင်ဘာလုပ်ရမလဲဆိုရင်ပထမဦးဆုံးကဘာလုပ်ရမလဲဆိုရင်အဲ့ကျောင်းရဲ့ mission and vision ကိုတော့ကြည်ကျောင်းတိုင်းမှာ mission and vision ဆိုတာရှိရယ်အဲ့ mission and vision ကိုအရင်တော့ကြည့်ဥမာပြောရမယ်ဆိုရင်ကျွန်တော်ရဲ့ဒီ person ဆိုရင်သူက creativity innovation ပြီးတော့သူကကျတော့ဒီ society မှာဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းချင်တယ်ဆိုရဲသူတို့ရဲ့အဲ့လိုမျိုး vision mission မျိုးရှိရယ်ကွာအဲ့တော့ကျွန်တော်ဆိုရင်ကျွန်တော် essay မှာဆိုရင်ကျွန်တော်ဒီတိုင်းကျွန်တော်ရဲ့ဒီဟိုဟာတွေ experience တွေ extra curricular တွေအဲ့လိုမျိုးရေးခဲ့ရတဲ့ဆိုင်ကျွန်တော်ကဘယ်လိုမျိုးရေးခဲ့လဲဆိုရင်ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခု textile industry မှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုကျွန်တော်ကဘယ်လိုမျိုးဖြေရှင်းချင်ပါတယ်ဆိုရင်မှကျွန်တော်အဲ့လိုမျိုးရေးခဲ့တဲ့အချိန်ကျတော့ကျွန်တော်ထင်တာကျွန်တော် essay ကြောင့်လည်းပါမယ်လို့ထင်တယ်ဘာဖြစ်လို့ဆိုရင်ကျွန်တော်ကကျွန်တော် portfolio ကကျွန်တော်အဲ့လောက်ထိ strong ဖြစ်တယ်လို့တော့မထင်ဘူးဒီလားအဲ့ essay နဲ့ဒီ portfolio နဲ့နှစ်ခုပေါင်းလိုက်လို့ရသွားတယ်လို့တော့မြင်တယ်တော့တကယ်ချင်းတို့အကြံပေးချင်တာ just do it ဘာမှ view site မနေနဲ့ရလဲ
အမြက်မရလဲအမြက်လောက်တာလောက်ပြီလားဘာမှဟဲ့ငါအေးရပါမလားဟဲ့ तू ကအဲ့လိုမျိုးအရန်တွေမြင်လို့ဟာငါဟာနဲ့ငါလောက်ထားတဲ့ဟာတွေနဲ့ရပါမလားငါရဲ့ skill နဲ့ရပါမလားငါရဲ့ portfolio ငါ essay နဲ့ရပါမလားဘာမှစိတ်မပူနဲ့ try ကြည့်လို့ရရင်အမြတ်ကြည့်လို့မရခဲ့ဘူးဆိုလဲဘာဖြစ်လဲတခြားရွေးချယ်စရာတွေမှာအများကြီးဘွားကြီးဒီနောက်မှာကြီးမရက်တန်တော့ဘူးကွာတည်ရမလားဒါပေမဲ့အဲ့လိုပြင်ဆင်တဲ့အချိန်မှာကိုယ့်ဘက်ကနေပြီးမှအကောင်းဆုံးတကယ်အကောင်းဆုံးပြင်ဆင်ဖို့အတွက်လိုတယ်အကောင်းဆုံးမပြင်ဆင်ထားဘဲနဲ့တော့အကောင်းဆုံး research ကိုမျှော်လင့်လို့တော့မရဘူးကွာ so I'm going to show my portfolio ဒါပေမဲ့ပထမဆုံးအနေနဲ့ပြောချင်တာကကျွန်တော်ဒီ person school transfer student ဖြစ်တယ်ကျွန်တော်အစတုန်းကကျွန်တော် business major နဲ့ Oregon State University မှာတက်နေရအဲ့နဲ့ကျွန်တော်ဒီဘက်ကိုပြောင်းဖို့အတွက်ကိုကျွန်တော်ဆုံးဖြတ်လိုက်တာကွာဒီလားဆုံးဖြတ်လိုက်ပြီးမှဖြစ်သွားတာပေါ့ကွယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ကdesign school မှာကျွန်တော်ကfashion လုံးဝကွာဒီလားဟို fashion ချုပ်တာတို့အဲ့လိုမျိုးပိုင်းကိုတက်နေရမဟုတ်ဘူးကျွန်တော်ကstrategic design and management ဆိုရယ် major ကိုတက်နေရသူကဘာလဲဆိုရင်သူကဒီ fashion industry ပဲဒါပေမဲ့သူကဒီ marketing တို့ PR ပိုင်းတို့ဒီ business ပိုင်းကိုပို့ပြီးတော့ focus လုပ်တယ်ဒါပေမဲ့ fashion industry ထဲကဟာပဲကွာအဲ့လိုမျိုးပုံစံမျိုးတင်ရတဲ့ major ဖြစ်တယ်အဲ့တော့ကျွန်တော် portfolio အဆုံးထိလိုက်ကြည့်ပေးပါနောက်ဆုံးမှာ fashion ကြောင်းတက်ချင်တဲ့သူတွေအတွက်ဘယ်လိုမျိုး portfolio လုပ်ရမယ်ဆိုတဲ့ဟာကိုနောက်ဆုံးမှာကျွန်တော် portfolio မှာထည့်ထားတဲ့3ပုံလား4ပုံလားမသိဘူးအဲ့ဒါလည်းပါတယ်အဲ့တော့အဆုံးထိလိုက်ကြည့်ပေးပါလို့ Okay so this is the portfolio that got me into person ဒီပထမဆုံးတစ်ခုကဘာလဲဆိုတော့သူကကျွန်တော်လုပ်ခဲ့တဲ့ podcast project ကျွန်တော်အရင်လုံးအကြောင်းမှာကျွန်တော်ဒီ marketing position နဲ့အကြောင်းမှာအလုပ်လုပ်ခဲ့ဖူးတယ်အဲ့အလုပ်လုပ်တဲ့အချိန်မှာကျွန်တော်ပေါ့နော်ဒီအလုပ်ကနေပြီးမှဒီအကြောင်းသားရဲ့အတွက်ဆိုပြီးမှဒီ podcast ကိုစပြီးမှလုပ်ခဲ့ရပေါ့အဲ့တော့ကျွန်တော်လုပ်တာကကျွန်တော်ဒီနားမှာကျွန်တော်ရဲ့ဒီSpotify ပုံလေးကိုပြရဲပြီးတော့ဒီမှာ title လေးနဲ့ပြီးတော့ဒီမှာ short description ဘာလဲဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြရဲဒါပဲဘာမှမလို့ဒါပဲပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်ဒီကgraphic design ဘိုင်းကိုဦးစားပေးရဟာပေါ့ပထမတစ်ခုကသူကဒီ editing ဒီ sounds editing ဘိုင်းကိုဦးစားပေးရဟာဒီဒုတိယဟာဘာလဲဆိုရင်သူကgraphic design ဘိုင်းကိုဦးစားပေးရဟာဒါဘာလဲဆိုတော့ဒါ signature press ပေါ့ဒါလည်းကျွန်တော်အရင်ကျောင်းမှာတော့ကျွန်တော်ဒီကျောင်းသားတွေအတွက်ပေါ့ပို့ပြီးတော့ engage ဖြစ်အောင်ကျောင်းသားတွေဒီကျောင်းမှာလုပ်တဲ့ပွဲတွေကိုပို့ပြီးတော့ engage ဖြစ်အောင်လုပ်ဖို့အတွက်ကျွန်တော်ဆွဲခဲ့တဲ့ passport design ပေါ့ဒီနားမှာဆိုရင်လည်းလုပ်ခဲ့တဲ့ design ပုံစံပြီးတော့ဒီမှာ signature passport ဆိုရဲ title လေးပြီးတော့ဒီမှာ short description လေးပြီးတော့ဒါကျွန်တော်လုပ်ခဲ့တဲ့ design ရဲ့design တွေကိုပြတာပေါ့ပြီးတော့နောက်တစ်ခုကsocial media ကျွန်တော်ရှောက်တဲ့ major ကဒီ business ဘိုင်းကိုလည်းတွားရဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကလုံးဝဒီ marketing business ပြီးတော့အဲ့လိုမျိုးပိုင်းကိုကျွန်တော်ပို့ဦးစားပြီးမှလုပ်ခဲ့တယ်ပေါ့ဒီမှာဆိုရင်ကျွန်တော်ဗာပြရလဲဆိုရင်ကျွန်တော်အလုံးမှာလုံနေတော့ကျွန်တော်တင်ခဲ့တဲ့ post တွေကျွန်တော်လုပ်ခဲ့တဲ့ဒီပုံတွေအဲ့ဒါတွေကိုကျွန်တော်ပြထားရဲကွာတွေ့လားဘာခုနပြောတယ်မျိုးဘာမှမလို့ကိုကအဲ့ဒီ design ကိုရှောက်မယ်လို့လုပ်ထားရတဲ့အတွက်ကို့မှာရှိပြီးသားဆိုတာဒီလိုမျိုးကိုပြောချင်တာဒီမှာဆိုလဲကျွန်တော်ရဲ့ proof အနေနဲ့ကျွန်တော်ပုံလေးကိုပြရဲပြီးမှဒီနောက်မှာကျွန်တော် title လေးပြန်တက်တယ်ပြီးတော့ဒီမှာ short description လေးရေးရဲပြီးမှဒီနောက်မှာကို highlight လုပ်ထားရဲကွာကျွန်တော်အဲ့မှာလုပ်ခဲ့တဲ့ကျွန်တော်ဘလောက် million view ရခဲ့တာဘာညာဆိုပြီးမှကျွန်တော်အဲ့လိုမျိုးရေးထားတယ်ပြီးတော့ဒီနောက်ထပ်တစ်ခုကသူက branding project ဒါလည်းအရင်တော့အကြောင်းမှာကျွန်တော်တက်ခဲ့တဲ့အချိန်မှာကျွန်တော်အတန်းတန်းယူရရဲအဲ့တန်းမှာကျွန်တော်လုပ်ခဲ့တဲ့ဒီ perfume brand လုပ်ခဲ့တဲ့ project ပေါ့ဒါဆိုရင်ကျွန်တော် mood board လေးကိုဒီမှာဒီလိုလေးအဲ့ brand ရဲ့ mood board ကိုကျွန်တော်လုပ်ပြီးမှဒီမှာဒီပုံစံလေးလုပ်တယ်ပြီးတော့ဒီမှာ color တို့ story တို့ကျွန်တော်ဒီမှာဒီဒါတွေကကျွန်တော်အကုန်လုံးလုပ်ခဲ့ပြီးသားကွာတည်ရမလားschool project တခုမှလုပ်ခဲ့ပြီးသားအသစ်ပြန်လုပ်เสียမလို့ဘူးဒါတွေကအကုန်လုံးရှိပြီးသားကိုပဲကျွန်တော်ဒီ slide ထဲမှာပြန်ထည့်ရုံပဲကွာဒါဆိုရင်ကျွန်တော် brand design logo တို့ typography တို့အဲ့လိုမျိုးဒီတိုင်းproject မှာschool project မှာလုပ်ခဲ့တဲ့အတိုင်းကိုပဲကျွန်တော်ဒီတိုင်းပဲ copy and paste ပြန်လုပ်ထားပြီးတော့ဒါ design sketch ပြီးတော့ဒါကျွန်တော်လုပ်ထားတဲ့အဲ့လိုပုံစံရှင်းပြထားတဲ့ product design တွေပေါ့
ဒါဆိုရင် a product အတွက် poster ကြော်ညာလုပ်မယ်ဆိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်လုပ်ပြထားတာပေါ့ပြီးတော့ဒါကကျတော့နောက်ဆုံးကကျတော့ fashion illustration ဒါကကျတော့ကျွန်တော်က fashion major ကြီးကိုလုံးဝ focus ထားတာမဟုတ်တဲ့အတွက်ကျွန်တော်ကကျတော့ဒါကိုအဲ့လောက်ထိတော့အလေးမပေးထားဘူးဒါပေမဲ့ကျွန်တော်ရဲ့ creative ကိုကျွန်တော်ကပြခိုင်းစီပြချင်တဲ့အတွက်ကြောင့်ကျွန်တော်ကကျတော့ဒီအောင်ထည့်ခဲ့တာပေါ့ဒါမှဆိုလဲကြည်ဘာမှမလို့ fashion illustration ဆိုပြီးမှပဲလုပ်လိုက်တယ်ဒါကကျတော့ပထမအောင်ဆုံးကျွန်တော်လုပ်ခဲ့တဲ့ design ပေါ့ design ကဘာလဲဆိုရင် तू ကကျတော့ကချင် fashion ပဲဒါကကျွန်တော်ဟိုလုံးဝကွာဒီလား concept ပြီးဟို line နဲ့ကို create လုပ်ခဲ့ရမှာပေါ့အားတဲ့အချိန်မှာကိုဆွဲခဲ့တာအားတဲ့အချိန်မှာကျွန်တော်ဆွဲထားတဲ့ဟာလေးပေါ့ကွယ်အဲ့ဒါလေးကိုကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ design sketch ကိုဒီမှာထားရပြီးတော့ဒီနားမှာကျတော့design idea ဘယ်လိုမျိုး design ကိုလုပ်တယ်ဘယ်လိုမျိုး idea ရခဲ့ရဲဆိုတဲ့ဟာလေးကိုဒီမှာရေးရဲအဲ့တော့ကျွန်တော်ပြောချင်တာကကျတော့ဘာလဲဆိုတော့ဒီ fashion portfolio လုံးဝ fashion ကြောင်းတက်မယ် fashion လုံးဝကွာဒီချုပ်တဲ့ဘိုင်းတို့ဘာတို့ဘက်ကိုတွားချင်တဲ့သူကိုကျွန်တော်ကဘာအကြံပေးချင်တာလဲဆိုရင်ဘာမှမခက်ဘူး okay first thing you need to have is like design idea or သူများတွေခေါ်ကြတာ mood board or concept အဲ့ဒါကိုဒီလိုမျိုးပုံစံမျိုးကိုတစ် slide လောက်လုပ်လိုက်တစ် slide လောက်လုပ်ပြီးမှနောက်ထပ်တစ် slide မှာဆိုရင် तू ကကျတော့ဒီလိုမျိုးပေါ့ကွယ် design process ဆိုပြီးမှလုပ်လိုက် design process ကဘာလဲဆိုတော့ तू ကကျတော့ဥပမာကွာကို design ကိုရဖို့အတွက်ကိုဘယ်လို sketch တွေဆွဲခဲ့တယ်design မှာကိုကဘာ material တွေသုံးမယ်design ကိုဘယ်လိုချုပ်ဖို့အတွက်လုပ်ထားရဲဆိုရဲဟာကိုပဲလိုအပ်တယ်ပြီးတော့နောက်ဆုံး slide မှာကကျတော့ကိုဆွဲထားတဲ့ဒီလို design မျိုးတွေကိုပေါ့ကွယ်လုပ်လိုက်ဒါဆိုရင်နောက်ထပ်တစ်ခုဒါကျွန်တော်ဆိုရင်ဟိုဒီ Burmese tradition နဲ့ပတ်သက်ပြီးမှကျွန်တော်အားအချိန်မှာဆွဲထားတဲ့ design လေးကိုပဲခုနပြောတဲ့လိုမျိုးဒီမှာ design idea ပြီးတော့ဒီမှာ sketch ကိုကျွန်တော်လုပ်ပြလိုက်တယ်ဒါဆိုလဲနောက်တစ်ခုကွာဒီ art kit ကို inspire လုပ်ပြီးမှဆွဲထားတဲ့ဟာကွာဒီလားအဲ့လိုမျိုးပဲ so that's it so ခုန portfolio မှာတွေ့ရတဲ့အတိုင်းဘာမှမခက်ဘူးအရန်လွယ်ကွာ Canva ကိုတုံးတက်ဖို့တော့လိုတယ်ပြီးတော့ဒီဟိုဗာလဲဘယ်လိုပြောမလဲကိုတကယ်ကိုရဲ့ဒီ fashion ကြောင်းကိုတွားချင်တဲ့သူတွေအနေနဲ့ဆိုရင်ကိုက sketch ကို digital မဟုတ်ပဲနဲ့ဒီလို paper မျိုးမှာဆွဲထားတဲ့သူဆိုရင်အဲ့ paper ကိုတေချာလေး scan လုပ်ပါဟိုလိုမျိုးဖြစ်ကလက်ဆန်ကြီးအဲ့လိုမျိုးဓာတ်ပုံတွေရိုက်ပြီးမှမထည့်ပါနဲ့အဲ့ဒါကဟို fine art ဘိုင်းကိုတွားချင်တဲ့သူတွေပဲကိုမှဆွဲထားတဲ့ပကြီးတွေရှိရဆိုရင်ဒီတိုင်းလုံးဝယူပါဖြစ်ကလက်ဆန်ဓာတ်ပုံကြီးကိုရိုက်ပြီးမှအေး slide ထဲမှာမထည့်ထားပါနဲ့ okay ကိုမလုပ်တတ်ဘူးဆိုရင်ကျွန်တော်မိတ်တူဆိုင်တွေကိုတွားရဲမှာသူတို့တွေကိုတေချာscan ခိုင်းပြီးမှဒီ slide တွေမှာတေချာလေးဟိုပေါ့ကွယ်ထဲပေါ့ကွယ်ဟိုလိုဖြစ်အဲ့လိုမျိုး slide တွေပြင်တဲ့အချိန်မှာလည်းအများကြီးကွာ fancy ဖြစ်စရာမလိုဘူးဒီလားအဲ့လိုမျိုးခုနကျွန်တော်ပြောလိုမျိုးတေချာလေးအသေးစိတ်တွေကိုတေချာဂယူဆိုင်ပါတေချာ scan လုပ်ပါပြီးတော့တေချာလေးထဲပါခုနပြောခဲ့သလိုပဲဒီ fashion ဘိုင်းကိုတကယ်တွားချင်တဲ့သူတွေဆိုရင်၃ခုပဲလိုတယ် mood board design process and then sketches okay ကျန်တာဘာမှမလိုဘူး AR လေးကိုမှ concept ကို2ခု3ခုလောက်ကိုလုံးဝ solid ဖြစ်အောင်လုပ်ပြီးမှတလေမျိုးလုပ်လိုက်ပြောချင်တာက don't ဒီအကြောင်းနေရာကိုဟိုလုံးဝ perfect ဖြစ်နေတာကိုသူတို့ကမကြည့်ဘူးကွာဘာလို့လဲဆိုရင်ကိုကအကြောင်းတက်မှာကွာဘာလို့ perfect ဖြစ်နေရမှာလဲသိရမလားသူတို့အကြောင်းမှာကိုကတင်ယူရမှာလေဘယ်သူမှအရန် perfect ဖြစ်နေတဲ့သူကိုမလိုချင်ဘူးအဲ့တော့ဘာမှဟို perfect ကြီးဖြစ်နေဖို့အတွက်ကိုမတွေးစရာမလိုဘူးကွာသိလားဖြစ်အောင်တော့စူးစမ်းပေါ့ကွယ်စူးစမ်းရင်တော့ကောင်းတာပေါ့ကွယ်သိလားဒါပေမဲ့မဖြစ်နေဘူးဆိုရင်လည်းဘာမှမလိုဘူးကိုကတော့တင်မှာသူတို့အကြောင်းမှာအဲ့တော့သူတို့အကြောင်းနဲ့ကိုက်ညီရဲသူတို့အကြောင်းကနေပြီးမှလိုချင်တဲ့အကြောင်းသားမျိုးသူတို့အကြောင်းကနေပြီးမှလိုချင်နေတဲ့ပုံစံမျိုးရအောင်ပဲဒီလိုမျိုး strategy နဲ့လုပ်ဖို့အတွက်လိုတယ်ကွာတိလားကိုကဘလောက်ပဲကောင်းနေပါစေကိုရဲ့ design ကဘလောက်ထိကိုရဲ့ဟို essay တွေကဘလောက်ပဲကောင်းနေပါစေသူတို့ရဲ့အကြောင်းကလိုချင်နေတဲ့အကြောင်းသားမျိုးမဟုတ်ဘူးဆိုရင်နည်းနည်း shock ရှိရဲအဲ့တော့သူတို့အကြောင်းကဘယ်လိုမျိုးအကြောင်းသားကိုလိုချင်တာလဲဆိုတာကိုအရင်သိအောင်လို့ခုနကျွန်တော်ပြောခဲ့သလိုပဲ mission vision တွားကြည့်တွားဖတ်ကြည့်အချိန်ပေးလေ့လာပြီးမှအဲ့အရာတွေနဲ့ကိုက်ညီအောင်ကိုပြီးတော့ကိုယ့်ရဲ့ဒီ portfolio တို့ essay တို့ကိုဘယ်လိုမျိုးရေးရမယ်ဘယ်လိုမျိုးလုပ်ရမလဲဆိုတဲ့ဟာကိုအချိန်ပေးပြီးစဉ်းစားပြီးပြီးမှလုပ် so that's it ဘာမှမခက်ဘူးအရင်ဟို intimidate ဖြစ်နေစရာမလိုဘူးစူးစမ်းကြည့်အကြံဉာဏ်တွေလိုချင်ရင်လာမေးလို့ရတယ်and I wish you the best luck တီးချင်တာရှိရင်ဒီ
TikTok ကို follow ထားလို့ရတယ်ပြီးတော့ comment တွေမှာလည်း man ခဲ့လို့ရတယ်အခုကျွန်တော်ပြောထားတာကစကားအရန်တော့မပြောတတ်ဘူးအကောင်းဆုံးတော့စူးစမ်းထားတဲ့စကားအရန်မပြောတတ်တာဖြစ်တဲ့အတွက်တိချင်တာလေးရှိရင်လိုအပ်တာလေးရှိသွားရဲဆိုရင်မေးချင်တာလေးရှိရင်ဆိုရင် comment တို့မဟုတ် chat box မှာပြောခဲ့ပြီးအကုန်လုံးကိုပြန်ပြီးတော့ပြောပြပေးပါမယ်လို့ that's it thank you very much guys